ဒီယာဒီပရီးမီးယားလိဂ်မှာပရိသတ်တွေမျှော်လင့်ထားတာထက်ပိုကောင်းနေတဲ့အသင်းများပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့2025-26ပရီးမီးယားလိဂ်မှာပရိသတ်တွေမျှော်လင့်ထားတာထက်ပိုကောင်းနေတဲ့အသင်း၅သင်းကိုပြောပြပေးချင်ပါတယ်ပထမဆုံးပြောရမယ့်အသင်းကတော့ဆန်ဒါလန်ပါတန်တက်လာတဲ့အသင်းတစ်သင်းအနေနဲ့ယာဒီအစမှာလူများစုကဒန်းစင်းဆုံးပြိုင်ပွဲလောက်ပဲဝင်မယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့လက်ရှိမှာတော့ပရီးမီးယားလိဂ်စီကအဆင့်9အထိတက်လန်းနိုင်ခဲ့ပြီးစီးစတဲ့ကြားတဲ့ကစားပုံညနှုံးမြင့်တိုက်စစ်နဲ့ဒီယာဒီရဲ့အားတင်စရာအကောင်းဆုံးအသင်းဖြစ်လာခဲ့ပါတယ်။နောက်ထပ်တန်တဲ့အသင်းတစ်သင်းကတော့လီယူနိုက်တက်ပါ။လီကအမြဲတမ်းတိုက်စစ်အသာပေးကစားရတဲ့အသင်းဖြစ်ပြီးဒီယာဒီမှာလည်းအဲ့ဒီ DNA ကိုမပြောက်စီခဲ့ပါဘူး။သူတပြင်းခရစ်စမတ်ကာလာပွဲတွေမှာထင်ကြီးစရာရလဒ်တွေရယူနိုင်ခဲ့ပြီးတန်တက်လာရုံပဲမဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့ပါတယ်။နောက်တစ်သင်းကတော့ဒီယာဒီမှာတိတ်တိတ်လေးနဲ့အလုပ်လုပ်နေတဲ့ဖူဟန်ပါ။ဖူဟန်ရဲ့ကစားပုံကတည်ငြိမ်ပြီးအိမ်ဝင်ရလဒ်တွေကယုံကြည်ခြင်းစရာကောင်းပါတယ်။ခုဆိုရင်ဥရောပပြိုင်ပွဲဝင်ခွင့်ကိုတောင်မျှော်လင့်နိုင်တဲ့အနေအထားကိုရောက်နေပါပြီ။ဒီယာဒီမှာဘူဟန်ကိုရှော့တွက်ထားလို့မရတော့ပါဘူး။နောက်တစ်သင်းကတော့မန်ယူပါ။ယူနိုက်တက်ကတော့ယာဒီအစမှာပရိသတ်တွေကိုစိတ်ပျက်စေခဲ့ပါတယ်။ဒါပေမဲ့ရူဘင်အီမိုရင်ရောက်လာပြီးနောက်ပိုင်းတင်းရဲ့ပုံစံကပြောင်းလဲလာခဲ့ပါတယ်။ပြန်ဘက်ကိုဖိအားပေးကစားလာသလိုအသင်းလိုက်စီလုံးမှုနဲ့ရလက်တွေတဖြည်းဖြည်းပြန်ကောင်းလာတာကိုတွေ့ရပါတယ်။ခုချိန်မှာတော့မန်ယူပြန်လာပြီလားဆိုတဲ့မေးခွန်းကိုလူတွေစပြီးမေးလာကြပါပြီ။နောက်ဆုံးတစ်သင်းအနေနဲ့အက်စတွန်ဗီလာကတော့အားသင့်မှုတဲ့ဒီငြိမ်မှုနဲ့လူထင်ကြီးစေတဲ့အသင်းမျိုးပါပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲထဲမှာဆက်လက်ပါဝင်နေပြီးပွဲကြီးတွေမှာပါမရိမ့်မရိုင်ကစားနိုင်တာကဗီလာရဲ့အကြီးဆုံးအားသာချက်ပါဒီယာဒီအက်စတွန်ဗီလာကိုထိုက်တယ်တွေအပြင်ဘက်မှာထားလို့မရတော့ပါဘူးဒီသင်းတွေဟာပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပထမရာသီဝက်မှာပရိသတ်တွေမျှော်လင့်ထားတာတဲ့ပိုကောင်းတဲ့ရလဒ်တွေကိုလုပ်ပြနိုင်ခဲ့ပါတယ်ဒုတိယရာသီဝက်မှာလည်းဒီစင်တန်းကိုဆက်ထိန်းနိုင်မလားဒါမှမဟုတ်နောက်ထပ်အံ့အားသင့်စရာတွေဆက်လုပ်ပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါ